အားလုံးပဲမင်္ဂလာပါ Permanent.h ကနေပြီးတော့ပြောကြဆိုပါတယ်ဒီနေ့ရဲ့ဗီဒီယိုလေးကတော့ our daily bread ကနေပြီးတော့ကျွန်တော်တို့အင်္ဂလိပ်စာလေ့လာတာမှာဖြစ်ပါတယ်လေ့လာဆိုတာလည်းဒီ vocabulary ရဲ့ grammar structure နဲ့လေ့လာမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့အကောင်းဆုံးကတော့ hope and faith ဖြစ်ပါတယ် hope and faith ကတော့ကျွန်တော်ဒီခေတ်တိုင်းပဲယုံကြည်ခြင်းနဲ့မှမျှော်လင့်ခြင်းဖြစ်ပါတယ်ကျမ်းပိုင်းကတော့ Psalm 31 verse 24 Be strong and take heart all you who hope in the Lordဆာလကျန်အခန်းကြီး3တဲ့ခန်း24ထာဝရဘုရားကိုကိုးစားသောသူအပေါင်းတို့အားယူ၍ရဲရင်တော်စိတ်နှလုံးရှိကြတော့လို့ဖော်ပြပါတယ်ဒီနေ့ရဲ့ဇာတ်လမ်းကတော့ခရစ်စတန်ရဲ့ယုံကြည်ခြင်းအကြောင်းကိုပြောတာဖြစ်ပါတယ် Chris's son had died from cancer when he was just 7ခရစ်စတန်ဆိုတဲ့လူတစ်ယောက်ရဲ့ဒါကအသက်9နှစ်မှာပဲကင်ဆာနဲ့တည်ဆုံသွားခဲ့ပါတယ် Now 3 years later her oldest son was diagnosed with a terminal illness အခုပေါ့နော်3နှစ်ပြည့်နောက်မှာတော့သူ့ရဲ့သားအကြီးရလည်းပဲ terminal illness ယောဂဆိုပြီးတစ်ခုပေါ့နော်ယောဂဆိုတစ်ခုနဲ့ရင်ဆိုင်နေရပါတယ် Friends who are not believers in Jesus grieved with her but they couldn't understand why she continued to trust Christ သူမှလည်းသူနဲ့မတူတဲ့ဘာသာခြားပေါ့နော်သူရဲ့ဘာသာခြားတကယ်ချင်းတွေကသူနဲ့အတူဝန်နေရဲဆိုပေမဲ့သူတို့ကဘာဖြစ်လို့ခရစ်စတန်ကခရစ်တော်ကိုဆက်လက်ပြီးယုံကြည်လဲဆိုတာနားမလည်ခဲ့ပါဘူးတဲ့How could God allow this why keep believing in him they ask သူမေးတယ်ပေါ့နော်ဘာဖြစ်လို့ဖျားခင်ရထားကိုခွင့်ပြုရတာလဲငါကဘာဖြစ်လို့ဒီဖျားကိုဆက်လက်ယုံကြည်နေသေးတာလဲလို့သူမေးတယ် For Christian however it was an even stronger reason to keep believing ခရစ်စတန်အတွက်ကတော့ဒါကဖျားခင်ကိုဆက်လက်ပြီးတော့ယုံကြည်ဖို့ရန်အတွက်ကြီးမားတဲ့အကြောင်းရင်းဖြစ်တယ် I don't understand why this is happening, she said, but I know God will help us through this. ဘာဖြစ်လို့ဒါဖြစ်နေလဲဆိုတာငါနားမလည်ဘူးဒါပေမဲ့ဖျားခင်ကဒါကိုကြော်ဖြတ်နိုင်ဖို့ကူညီမယ်ဆိုတော့ငါသိနေပါတယ်ဖျားခင်ကလေရှေ့ဆက်ဖို့ရအတွက်မျှော်လင့်ချက်ပေးတယ် Only God can give me hope to keep going ဆိုတော့သူပြောခဲ့ပါတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအဖြစ်အပျက်ကို King David ကလည်း King David ဆိုတဲ့ဒီပေါ့နော်ဒါဝိမင်းကြီးကလည်းရင်ဆိုင်ခဲ့ရပါတယ် Such a hope and trust kept King David going when he found himself in overwhelming circumstances ဒီယုံကြည်မှုနဲ့မျှော်လင့်ခြင်းကလည်းဒါဝိမင်းကြီးကိုဆက်လက်အသက်ရှင်မှုခက်ခဲတဲ့ကာလထူပူတဲ့ကာလမှာတွန်းအားတစ်ခုဖြစ်လာပါတယ် Surrounded by enemies seeking his destruction he probably could understand why all this was happening to himကျန်သူတွေကသူ့ကိုဖျက်ဆီးဖို့ဝင်ရတဲ့အခါမှာဘာဖြစ်လို့ဒါတွေသူ့မှာဖြစ်လာလဲဆိုတော့သူနားမလည်ခဲ့ဘူး Yet he knew he was following a God he could trust to deliver and bless him in his time ဒါပေမဲ့သူယုံကြည်တဲ့ဖျားခင်တော်ကိုလိုက်တဲ့အခါမှာဖျားခင်အချိန်မီကယ်နှုတ်ပြီးကောင်းချီးပေးမယ်ဆိုတော့သူသိနေခဲ့ပါတယ် This certain hope enabled him to keep submitted to God and say my times are in your hand ဒီတေချာတဲ့ညော်လေးချင်းကဖျားခင်ပေါ်မှာအနံ့ဝေရအတွက်ဖြစ်လာသူကပြောတယ်ကျွန်ုပ်အချိန်တွေကတစ်လက်ထဲမှာပဲ and it uplifted him such that he could also say be strong and take heart all you who hope in the Lord ဒါကသူရဲ့စိတ်ဓာတ်ကိုမြင့်တင်ခဲ့ပါတယ်ထာဝရဘုရားကိုကိုးစားသူအပေါင်းတို့အားယူ၍ရဲရင်တော်စိတ်နှလုံးရှိကြတော့လို့ပြောပါတယ် In times we feel overwhelmed and there seems little to look forward to we know we can hang on even more tightly to God and the life-giving hope he alone provides တခါတလေမှာပေါ့နော် in times တခါတလေမှာသူပို့ပြီးတော့ဘေးကျနိုင်ချက်ဖြစ်နေတဲ့အချိန်မျော်လင့်စရာတိတ်မရှိရတဲ့အချိန်မှာကျွန်တော်တို့ကဖျားခင်ကိုမြည်ပြုပြီးတော့မှဖျားခင်နဲ့ပေါ့နော်သူ့ရဲ့ထာဝရမျှော်လင့်ခြင်းပေါ်မှာယုံကြည်ဖို့ရန်အတွက်ဖြစ်ပါတယ် Reflect and pray Loving Father you know my struggle and doubt Please give me the faith to keep trusting in you and the strength to keep going မိသားရှင်ဖာကျွန်တော်ရဲ့အခက်ခဲတွေကိုသိပါတယ်ကျွန်တော်ကိုတော့အားဆက်လက်ယုံကြည်ဖို့ရတဲ့ယုံကြည်ခြင်းပေးပါခွန်အားပေးသနာပါလို့ဆုတောင်းကြပါစို့အဲ့တော့ဒီနေ့လေ့လာရမယ့်အသုံးအနှုန်းတွေပေါ့နော် vocabulary တွေကတော့ grieve with someone ကကြတော့အကယ်၍ပေါ့နော်ကိုယ့်ရဲ့တငယ်ချင်းကသူ့ရဲ့မိသားစုတွေမှာဖြစ်သူချေရတဲ့သူတယောက်ဆုံးရှုံးတဲ့အခါမှာကျွန်တော်တို့ကသူနဲ့အတူဝမ်းနဲ့ပူဆွေးကြအဲ့ဒါကိုကျွန်တော်တို့က grieve with someone အဲ့လိုမျိုးပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ခရစ်စတန်ရဲ့တငယ်ချင်းတွေကသူနဲ့အတူပေါ့နော်သူနဲ့အတူဝမ်းနဲ့ပူဆွေးကြ they grieve with her အဲ့လိုမျိုးပေါ့နော်ပြောလို့ရတယ်နောက်တစ်ခုကကျတော့ keep
keep ကကြောင့်ဒီkeep ကကြောင့်ဒီ irregular verb ဖြစ်တယ်ပေါ့နော် irregular verb လို့ပြောတဲ့အခါမှာသူရဲ့ past tense ကလည်း kept keep kept ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဆိုတော့သူကပုံမှန်အဖြစ်ဆိုလို့ရှိရင် gerund ing form နဲ့ဒါမှမဟုတ်လို့ရှိရင် adjective form နဲ့တွဲကြတယ်ပေါ့နော်ပုံမှန်အမှဆိုလို့ရှိရင် keep quiet တတိတ်နေ keep going ဆက်လုပ်ပါကြိုးစားပါပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း keep trusting ဆက်လက်ယုံကြည်ပါ keep believing ဆက်လက်ယုံကြည်ပါပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ပြောတာနောက်တစ်လုံးကတော့ help through ပေါ့နော်တစ်ချောင်းလုံးကူညီတယ်တစ်ချောင်းလုံးကူညီရဆိုတော့ဒီမှာဆိုလို့ရှိရင် to support the guide someone from the beginning to the end of a difficult experience help us through ဒါကရင်အကြောင်းလို့တစ်ချောင်းလုံးကူညီတယ်ပေါ့နော်ဥပမာအဖြစ်ကျွန်တော် research လုပ်တဲ့အခါမှာကျွန်တော်ရဲ့ဒီ supervisor help me through my research experience research journey ပေါ့နော် look forward to ကကျတော့ကျွန်တော်တို့မျှော်လင့်နေပေါ့နော်မျှော်လင့်နေto be pleased or excited that it is going to happen ဖြစ်လာတော့မယ်ဆိုတော့ကိုပျော်ရွှင်ပြီးတော့မှစိတ်လှုပ်ရှားနေတယ်အဲ့လိုမျိုးပေါ့နော် to anticipate with pleasure ကျင်းနေပြီးတော့မှကျင်းနေဆိုတာမျှော်လင့်နေပေါ့နော်ဒီမှာဆိုရင် example sentence က I'm really looking forward to my vacation next week နောက်တစ်ပတ်ဒါရဲ့ vacation အတွက်ငါစိတ်လှုပ်ရှားနေတယ်ငါကျင်းနေတယ်ပျော်ရွှင်နေတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကျတော့ uplift ကကျတော့မြင့်တင်တယ်ပေါ့နော်အစောပြောခဲ့တယ်လို့ပဲ class ခင်က David ရဲ့စိတ်ကိုမြင့်တင်ခဲ့ to raise the level of to improve ဒီနောက်တစ်ခုကျ hang on to ကကျတော့ trust ပေါ့နော် hang on to ကဆိုရင်trust God completely ဖတ်ရင်ကိုလုံးဝယုံကြည်ဒီနောက်တစ်ခုကျတော့ဒီ sentence structure ကိုလည်းလေ့လာကြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီ sentence လေးကလည်းရှိရပေါ့နော် surrounded by enemies seeking his destruction he probably could understand why all this was happening to him ဆိုဒီလိုမျိုး sentence ကိုကျွန်တော် complex sentence လို့ပြောတယ်အလင်းမှာ comma ခုတ်တယ်ပေါ့နော်ပုံမှန်ဆိုရင်ဒါ complex ဒီကြောင်းကတော့ complex sentence လို့ပြောတယ်ဘာဖြစ်လဲဆိုတော့ clause နှစ်ခုကကြတော့မတူပေါ့နော်မတူတဲ့အကြောင်းရင်းကတစ်ခုက independent clause ဖြစ်တယ် independent clause ကဘယ် clause ကိုပြောရလဲဆိုတော့ဒီအနောက်ကအပိုင်းကိုကျွန်တော်ပြောရပါတော့ he probably could understand why all this was happening to him ဒါ independent clause ဖြစ်တယ်သူကတစ်ခုရဲ့ယက်တည်နိုင်တယ်သူကတစ်ခုတည်းနဲ့လည်းအဓိပ္ပာယ်ရှိတယ်အဲ့လိုမျိုးပေါ့နော်အခုကျတော့ introductory not clause တစ်ခုကဒီအရှိပိုင်း clause ပေါ့နော် surrounded by enemies seeking his destruction ကဒါက dependent clause ဖြစ်တယ်ပေါ့နော်တော့သူဟာသူတစ်ခုတည်းနဲ့အဓိပ္ပာယ်မရှိဘူးပေါ့နော်သူများနဲ့တော့တွေ့ရတယ်ဒါကိုကျွန်တော်တို့က complex sentence လို့ပြောပါတယ်ကျေးဇူးများတင်ပါတယ်